တည်င်းကျွန်းမှာပျော်ခြင်းလို့ဘားလေးတစ်ခါသွားမိကမှတိုင်းသည့်ပြည်သည့်ဖြစ်ခင်ရတယ်လို့ရောက်ကမကိုပါကတော့ခင်ရတဲ့အကူထွန်းဝါလာကင်းလို့တည်င်းကျွန်းအချိန်ကသမယဆိုတော့အားလုံးပဲပျော်ခြင်းပါခြင်းကြတာတဘာဝပါပဲဒါပေမဲ့အဲ့ဒီလိုပျော်ခြင်းလို့ဘားလေးတစ်ရက်သွားမိရကနေမနက်ခင်းမှာတနိုင်ငံလုံးသိအောင်အဆက်ကွယ်ညဘက်ရောက်တော့မအီမလဲမျက်နှာနဲ့ရောက်ကမကိုကတော့လိုက်ရသူကတော့ပြိသက်ချစ်တော်ပိုးကြပြုခင်ရဲ့ခင်မအကိုပီကေထွန်းပဲဖြစ်ပါတယ်ရှင်အဖြစ်ကတော့တည်င်းကျွတ်လာပြီးညမှာအကိုထွန်းတယောက်တငယ်ချင်းနေနဲ့အတူပျော်ပျော်ပါပါပါထိုင်ခဲ့တာပါ။ဒါပေမဲ့ကန်ဆိုချင်းတော့အိမ်ကမွေးဖွားကန်ဒီပိုးကြပြုခင်စီညဘက်ပြန်မအိမ်လို့မင်းသမီးပိုးကြပြုခင်က Facebook ပေါ်မှာ post တင်ပြီးလူလိုက်ရှာနေထိဖြစ်သွားခဲ့ပါတယ်။အဲ့ဒီမှာပဲမနက်မိုးလင်းတာနဲ့တနိုင်ငံလုံးကပီကေတွန်းအကြောင်းကိုတည်သွားပြီးအကြီးကျယ်ဝေဖန်ခံရပါတော့တယ်။ဒါနဲ့ပဲဇလန်းကမပြီးသေးပါဘူး။ညနေပိုင်းမှာတော့အမားကိုဝင်ချတဲ့အနေနဲ့ရောက်ကမဖြစ်သူကိုမအူမလဲပြတီတီမျက်နှာနဲ့မြမထုံးစံအတိုင်းလက်အုပ်ကြည့်ပြီးရှစ်ခိုးကတော့တောင်းပန်ခဲ့ရပါသေးတယ်။ဒါကြောင့်ဒီဗီဒီယိုကိုကြည့်နေတဲ့မျိုးသားတွေအနေနဲ့တည်င်းကျွတ်လာပြညလိုနေမျိုးမှာအပြင်ထွက်ပြီးပျော်ပါခြင်းနဲ့ဆိုရင်အကိုထွန်းလို့မနှက်ကြအဆက်ကွယ်ညကြရောက်ကမကိုမကြော့ရအောင်လို့အိမ်ကိုအရှင်ပိုင်အောင်လှုပ်ထားကြဖို့အကြံပေးရင်ညီကုန်းချုပ်လိုက်ပါတယ်ရှင်။